အားလုံးပဲမင်္ဂလာပါဗျကျွန်တော်နာမည်ကတော့ BUMC ပါဗျတကယ်ကျွန်တော်အားလုံးဒီ Minecraft ဆိုတဲ့ game ကိုကိုယ်တိုင်မစော်ဘူးရင်တော့မှကိုယ့်ရဲ့ပတ်ဝန်းကျင်မှာစောင့်နေတဲ့လူတွေ Internet TikTok YouTube စတဲ့ media platform မျိုးစုံမှာရန်ကုန်မှာနာမည်ကြီးပြီးတော့ရေပန်းစားတဲ့လူငယ်ရေးစောတဲ့နာမည်ကြီး game တစ်ခုဖြစ်တဲ့အတွက်တကယ်ကျွန်တော်ဒီနာမည်ကိုကြားရနေတယ်ကောင်းကောင်းကြီးကိုရင်းနှီးပြီးသားဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ဗျဒီ Minecraft live stream တွေ gameplay video တွေအများကြီးကိုလောက်ကိုင်နေတဲ့ content creator တွေတစ်ကမ္ဘာလုံးမှာအများကြီးရှိနေပါတယ်ဗျကျွန်တော်တို့ရဲ့မြန်မာပြည်မှာလည်း Minecraft content creator ပေါင်းများစွာရှိနေပါတယ်ဗျအောင်မြင်နေစေမြန်မာ Minecraft community ကြီးရဲ့အစားကိုကျွန်တော်တို့ပြန်သွားလေ့လာကြည့်အောင်အားလုံးပဲမင်္ဂလာကျွန်တော်နာမည်မြန်မာ crafter ဟုတ်ပါရဲ့ဗျသူကတော့မြန်မာ crafter ဖြစ်ပါတယ်မြန်မာ crafter ကမြန်မာနိုင်ငံအောင်မြင်ဆုံး Minecraft content creator တွေတယောက်ဖြစ်ပြီးတော့မှ subscriber 9 သိန်းနဲ့ဗီဒီယိုပေါင်း300ဝန်းကျင်ရှိတဲ့ content creator တူဖြစ်ပါတယ်ဗျကြီးစုသူပေါင်း223သန်းထိရှိပြီးတော့ Minecraft လောကမှာပဲမဟုတ်ဘဲနဲ့မြန်မာနိုင်ငံမှာတော့မသိရလူမရှိအောင်ကြော်ကြားတဲ့ content creator တူလည်းဖြစ်ပါတယ်ဗျမြန်မာပြည်မှာ Minecraft content creator ရေတယောက်မှမရှိခင်မြန်မာ crafter ပထမဦးဆုံးသောလူသတိထားခံရတဲ့ Minecraft content creator တူဖြစ်လာတယ်ဗျမြန်မာ crafter ကကျွန်တော်တို့မြန်မာပြည်ကလူတွေကို entertainment တော်တော်ကြီးပေးခဲ့တဲ့ content creator တူဆိုရင်မမှားဘူးဗျဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဒီဆယ်ကျော်သက်ကောင်လေးတယောက်ကကျွန်တော်တို့မြန်မာ Minecraft player တွေရဲ့အသေးဆွဲဖြစ်သွားခဲ့ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကို Minecraft ဆိုတဲ့ game ကိုပထမဦးဆုံးမိတ်ဆက်ခဲ့တဲ့လူကမြန်မာ crafter လို့ပြောရင်တကယ်ကျွန်တော်ငင်းစရာရှိမယ်လို့တော့ကျွန်တော်မထင်ပါဘူးဗျဘာလို့လဲလို့မင်းကျွန်တော်အချက်3ချက်ခွဲပြီးတော့တငယ်ချင်းတွေကိုပြန်ပြီးပြပြမယ်ဗျနှစ်စောပိုင်းအခွင့်အရေးတူရီသောဖြစ်တည်မှုထူးခြားသောစွမ်းဆောင်ရည်ကျွန်တော်အမြင်အရမြန်မာ crafter ကကျွန်တော်မြန်မာနိုင်ငံရဲ့ပထမဦးဆုံး Minecraft content creator တူဖြစ်တဲ့အတွက်မြန်မာ crafter ရဲ့ content တွေစပြီး create လုပ်တဲ့အချိန်မှာမြန်မာ crafter ကနေပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့ Minecraft player တွေရဲ့အဓိကအာရုံစိုက်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်ပထမဦးဆုံးဖြစ်တာနဲ့ညီပြန်ပဲကင်းတဲ့ content creator တယောက်လည်းဖြစ်ပါတယ်ဗျမြန်မာ crafter ရဲ့ content quality performance တွေကလည်းအဲ့အချိန်အဲ့အခါတော့ဘယ်သူမှလိုက်မမီဘူးဗျမြန်မာ crafter ရဲ့ view တွေ subscriber တွေကတဖြည်းဖြည်းနဲ့ပိုပြီးတက်လာခဲ့ပါတယ် like တွေ subscriber တွေပဲမဟုတ်ဘဲနဲ့ performance ကလည်းအမျိုးမျိုးအဖက်ဖက်ကနေတက်လာတာကိုမြင်ရပါတယ်မြန်မာ crafter ရဲ့ gameplay video တွေ survival series တွေကအရန်ကြည့်လို့ကောင်းသလောက်မြန်မာ crafter စာပြီး content တွေ create လုပ်နေတဲ့အချိန်မှာသူ့လိုမျိုး Minecraft ကိုကောင်းမွန် gameplay လေးနဲ့ဆော့နိုင်တဲ့လူကမြန်မာနိုင်ငံမှာတယောက်မှမရှိခဲ့ပါဘူးသူ့ရဲ့ gameplay တွေပဲမဟုတ်ဘဲနဲ့ video edit တဲ့ပုံစံတွေစကားပြောတဲ့ပုံစံတွေကအစားမြန်မာနိုင်ငံက Minecraft player တွေနဲ့လူငယ်တွေအာရုံဖန်ဆနိုင်တယ်လို့ပြောလို့ရပါတယ်မြန်မာနိုင်ငံက Minecraft survival player တွေကလည်း survival ဆိုနည်းကိုမြန်မာ crafter စီကနေပဲသိလာကြဖြစ်ပါတယ်Minecraft မဆော့ဘူးတဲ့လူတွေကတော့သိမှမဟုတ်ပေမဲ့ Minecraft ထဲမှာ crafting တွေ achievement တွေကအရန်ကို show ထွင်းလုပ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံက Minecraft player တွေက survival ကိုကောင်းမွန်ဆော့ဖို့တုံတန်ကိုဘယ်သူမှမသိခဲ့ကြတာများပါတယ်။ဒီလိုမျိုးအချိန်မှာမြန်မာ crafter က Minecraft survival ကိုပြင်းနဲ့ဆော့ပြခဲ့တဲ့အတွက်ကျွန်တော်တို့ Minecraft player တွေကသူ့ကိုကြည်နေပဲ survival ဆော့တက်သွားကြရဲဆိုရင်လည်းမမှားပါဘူး။အဲ့ချိန်အဲ့ခါတော့မြန်မာနိုင်ငံက Minecraft player 10ယောက်မှာ9ယောက်လောက်က Play Store ကတွေ့ရ Minecraft အတူတွေကိုတောင်းပြီးဆော့နေကြတာဖြစ်ပါတယ်။အဲ့အချိန်မှာမြန်မာ crafter က Minecraft Bedrock အစစ်ကြီးကိုဆော့ပြခဲ့ပြီးတော့ Minecraft ရဲ့အရာသာအစစ်ကိုပြသခဲ့တဲ့အတွက်လူငယ်တွေရဲ့အာရုံကိုနောက်ထပ်နဲ့ဖန်ဆားသွားရဆိုရင်လည်းမမှားပါဘူး။ Minecraft ကိုမြန်မာနိုင်ငံကလူတွေကအတုံးဆက်တဲ့ game ဘာမှမဟုတ်ပဲအိမ်ဆောက်တဲ့ game လို့ထင်နေတဲ့အချိန်မှာမြန်မာ crafter ရဲ့ survival series တွေပေါ်လာပြီးမှ Minecraft က survival နဲ့ဒီလိုမျိုးဆော့ရတယ်ဆိုတဲ့နည်းတွေကိုလူတွေကသိလာကြတာဖြစ်ပါတယ်။မြန်မာ crafter ကို overtain ပြောရမှာမဟုတ်ပေမဲ့မြန်မာနိုင်ငံမှာဖုန်းဆိုင်ကိုခြေပလာနဲ့ပြေးပြီးဘေးသွားထည့်ပြီး mobile ကြီးဆော့နေရတဲ့အချိန်မှာသူတယောက်ပဲ Minecraft ကိုကောင်းမွန်အောင်မြင်နဲ့လုပ်နိုင်ခဲ့ရဆိုတာအရန်ကိုလေးစားဖို့ကောင်းပါတယ်မြန်မာနိုင်ငံက Minecraft player တွေအသေးဆွဲဖြစ်တဲ့မြန်မာ crafter ရဲ့ Cheaper Craft survival series အကြောင်းလေးကိုကျွန်တော်ဒီဗီဒီယိုထဲမှာထည့်ပြီးပြောချင်ပါတယ်ဗျ Cheaper Craft ကမြန်မာ crafter ရဲ့ပထမဦးဆုံးသော survival series ဖြစ်တယ်ဗျမြန်မာ crafter ရဲ့အောင်မြင်မှုလမ်းကြောင်းမှာ Cheaper Craft survival series ကလည်းအရေးပါတဲ့နေရာတစ်ခုကနေပြီးတော့ပါဝင်နေရဆိုတာကိုကျွန်တော်တို့မေ့ထားလို့မရပါဘူး Cheaper Craft ရဲ့အောင်မြင်မှုကဘယ်လောက်ထိလဲဆိုရင်မြန်မာ crafter ရဲ့ wall တောင်မှ down ပြီးတော့ဆော့ကြတဲ့လူတွေရှိခဲ့ပူပါတယ်နည်းနည်းတော့မဟုတ်ပါဘူးအများကြီးဖြစ်ပါတယ်အားလုံးကိုပြောရမှာမဟုတ်ပေမဲ့ကျွန်တော်အပါဝင်တချို့သောလူတွေက survival ကို Cheaper Craft ကြည့်ပြီးဆော့တက်လာကြတာဖြစ်ပါတယ် Cheaper Craft ပဲမဟုတ်ဘဲနဲ့မြန်မာ Craft ကတခြားသောစိတ်ဝင်စားဖို့ကောင်းတဲ့ Minecraft video တွေလည်းလုပ်လို့ရှိပါတယ်ဒါတွေကိုချောချောမွေ့မွေ့အောင်မြင်စေခဲ့တဲ့အဓိကအကြောင်းရင်းတစ်ခုနောက်ွယ်မှာရှိနေပါသေးတယ်
ဒီအကြောင်းအရင်းကတော့မြန်မာ crafter စတင်ခဲ့တဲ့အချိန်နဲ့ COVID-19 lockdown ကာလတွားပြီးတိုက်ဆိုင်နေခဲ့လို့ဖြစ်ပါတယ်။ဘာဆိုင်လဲလို့မေးမယ်ဆိုလို့ရှိရင်ကျောင်းသွားနေတဲ့လူတွေအလုပ်သွားနေတဲ့လူတွေက COVID-19 lockdown ကာလဖြစ်နေတဲ့အတွက်အိမ်မှာအောင်ပြီးတော့ဂိမ်းဆော့မယ် YouTube ကြည့်မယ် Facebook ကြည့်မယ်နဲ့အချိန်ကုန်နေကြတာဖြစ်ပါတယ်။ဒီလိုမျိုးအခွင့်အရေးကောင်းကြီးကိုမြန်မာ crafter တယောက်တည်းမဟုတ်ဘဲနဲ့ဂိမ်းတိုင်းဒီမှာရှိခဲ့ကြတဲ့ YouTuber တွေ Streamer တွေအားလုံးကဒီအခွင့်အရေးကောင်းကြီးကိုအသုံးချခဲ့ကြတာဖြစ်ပါတယ်။မြန်မာ crafter ရဲ့ဗီဒီယိုထဲမှာမရိုင်းတဲ့စကားလုံးတွေမရိုင်းတဲ့အပြုတ်မူတွေနဲ့ဆဲဆိုတာတွေလုံးဝမပါပါဘူး။ဒီချက်ကလည်းခလေးလူကြီးအရွယ်မရွေးရဲ့အာယုံတွေကိုဖန်ဆနိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်။ကျွန်တော်ကမြန်မာ crafter ရဲ့ biography တစ်ခုလုံးကျွန်တော်ကပြပြသွားတာမဟုတ်ပါဘူး။မွေးကလေးကနေအခုတည်းဖြစ်နေတဲ့အကြောင်းအရာတွေကိုလည်းပြပြသွားတာမဟုတ်ပါဘူး။ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့မြန်မာ crafter ကကျွန်တော်တို့မြန်မာ Minecraft community ကြီးတစ်ခုလုံးရဲ့အပြောင်းအလဲကိုအကြီးအကျယ်ဖြစ်စေခဲ့တဲ့တိုးတက်ပြောင်းလဲသွားစေခဲ့တဲ့ YouTuber တယောက်ဆိုတာကိုကျွန်တော်ကအားလုံးကိုသိစေချင်တဲ့အတွက်ဘယ်အရာတွေကနေဘယ်လိုမှပြောင်းလဲခဲ့ရဆိုတာကိုရှင်းပြသွားတာဖြစ်ပါတယ်ဗျကျွန်တော်ဘက်ကအမားပါသွားခဲ့ရပြီဖြစ်ဖြစ်မတိကျတဲ့အကြောင်းအရာတွေကိုပြောမိသွားတာဖြစ်ဖြစ်ကျွန်တော်ဘက်ကအမားပါခဲ့လို့ရှိရင်အားလုံးကိုအနှုတ်ညွတ်တောင်းပန်ပါတယ်ဗျဒီဗီဒီယိုထဲမှာ credit ပြဿနာတွေပါဝင်လာနေတဲ့အတွက်တကယ်လို့ original creator တွေဒါ spam မိခဲ့လို့ရှိရင်ကျွန်တော်ဘက်ကိုအဆက်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျမြန်မာ crafter နဲ့ပတ်သက်ပြီးတော့တငယ်ချင်းတို့ဘယ်လိုမြင်ကြလဲဗျကျွန်တော်အတွေ့နဲ့ပတ်သက်ပြီးတော့မှားတာရှိခဲ့လို့ရှိရင်တောင်းပန်ပါတယ်တငယ်ချင်းတို့ရဲ့အတွေ့တွေကိုလည်း comment တွေမှာဝင်ရောက်ဖြည့်ဆွတ်ခဲ့လို့ရပါတယ်ဗျတခုခုဖြည့်ဆွတ်လိုတာရှိလို့ရှိရင်လည်း comment တွေမှာဝင်ရောက်ရေးသားခဲ့လို့ရပါတယ်ပြောချင်တာရှိလို့ရှိရင်လည်း comment တွေမှာဝင်ပြီးတော့မှဝေဖန်ခဲ့လို့ရပါတယ်ဗျကြော်ညာလေးအနေနဲ့တငယ်ချင်းတို့ထဲမှာ Minecraft မြန်မာ server တွေရှာနေတဲ့လူရှိလားဗျတငယ်ချင်းတွေနဲ့အတူတူ server ပဲဆော့နေတဲ့လူရှိလားဗျဒါဆိုလို့ရှိရင်တော့ကျွန်တော် server လေးတွေကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော် server တွေထဲမှာ server ပဲ server တွေရှိတယ် Kingdom server တွေရှိပြီးတော့မှတကယ်ချင်းနဲ့အတူတူဆော့လို့ရပါတယ်ဗျနေရာတွေကြောင်းပိတ်ပဲဖြစ်ဖြစ်ကြောင်းဖွင့်တဲ့အချိန်ပဲဖြစ်ဖြစ်လူကြက်တာလူပြည့်ရမျိုးလုံးဝမရှိဘဲနဲ့အေးစစ်စစ်အုပ်စုလိုက်လာဆော့လို့ရတာဖြစ်ပါတယ်ကဲအဲ့တော့တကယ်ချင်းကျွန်တော် server မှာပါဝင်ချင်တယ်ဆိုလို့ရှိရင်တော့အခုကျွန်တော် video မှာပြထားတဲ့ Telegram link လေးကို join ဖို့ပြောချင်ပါတယ်ဗျ description ထဲမှာလည်း Telegram link လေးကိုချပေးရပါတယ်ဗျTelegram 3ပိုင်းမှာဖြစ်ပြီးတော့မှ server ပေါ်ရေး server ဖွင့်ချိန်နေအကုန်လုံးက info အကုန်လုံးက Telegram group ထဲမှာရှိရဖြစ်တဲ့အတွက် Telegram group ထဲကို join ဖို့လိုပါတယ်ဗျ link ကတော့ description ထဲမှာကျွန်တော်ချပေးထားပါတယ်ဗျကျွန်တော်ရဲ့ video လေးကတော့ဒီလောက်ပါပဲဗျအဆုံးထိကြည့်ပေးခဲ့ကြတဲ့လူတွေအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ထားပြီးတော့မှနောက်ထပ် video တွေမှာလည်းကျွန်တော်အားပေးဖို့တောင်းဆိုချင်ပါတယ်ဗျကဲအားလုံးပဲbye byeပါနောက်ထပ် video တွေမှာပြန်တွေ့ကြမယ်ဗျတတာ